ကဲအားလုံးပဲမင်္ဂလာပါခင်ဗျာအောင်စီဒူဒီ channel မှာပြန်လဲကြိုဆိုလိုက်ပါတယ်ကဲကျွန်တော်တို့ဖွင့်နေမှာ lucky နဲ့ lucky ကနန်းလေးနဲ့စဖွင့်ကြပါဗျာနော်ကဲဒီဘက်တော့အားခဲထားပါတယ်ဗျာနော်ကျွန်တော်ပေးခဲ့တဲ့ဘက်ကအရှုံးလေးနဲ့ရင်ဆိုင်လဲရတယ်ဗျာနော်ကဲဒီဘက်တော့ကျွန်တော်ရဲ့ချင်းမချင်းများအားလုံးလည်းအကောင်းဆုံးကြိုးစားပေးထားပါတယ်မိတ်ဆွေတို့အားလုံးလည်းကံကောင်းကြပါစေလို့ဆုမအောင်ကြိုးပြီးတော့တောင်းပေးလိုက်ပါဗျာနော်ကဲတုံးတာနဲ့ပဲကျွန်တော်တို့ဖွင့်နေမနဲ့အတွက်ပေါက်ကနန်းလေးမရယူခင်မှာကျွန်တော်ရဲ့အောင်စိ 2D channel ရဲ့အကောင့်တစ်လေးကို subscribe နေရသေးဘူးဆိုလို့ရှိရင် subscribe လေးနှိပ်ထားပေးဖို့တောင်းဆိုချင်ပါတယ်ဗျာနော်ကျွန်တော်တို့အသစ်တင်တိုင်းကနန်းတွေတင်တိုင်းတွေ့အောင်လို့ subscribe ပြီးနာ notification လောင်းလေးလည်းနှိပ်ပေးကြပါဦးကဲဒီနေ့မနေ့ကတော့ကျွန်တော်တို့ရှင်းလေးပါဗျာနော်1 chain နဲ့ထိပ်စီးနဲ့ကတ်မယ်1 chain နဲ့မထီမပေါက်ကီးနဲ့ကတ်မယ်ပေါ့ဗျာနော်ကဲအဲ့တော့ကျွန်တော်တို့ထုတ်ထားတဲ့ကဏ္ဍတွေကိုအကြိုက်ချင်းတို့ရင်ကစားပါဗျာနော်အကြိုက်ချင်းမတို့ရင်ကိုယ့်ရဲ့စိတ်တိုင်းကြရေကစားနိုင်ပါတယ်လုံးဝမကြိုက်တဲ့မိတ်ဆွေတွေကြော်သွားလို့ရပါဗျာနော်ထုံးစံနိုင်ပဲစုစုပေါင်းကျွန်တော်10ခွက်ထုတ်ပေးထားပါတယ်ကဲဒါဆိုရင်ဒီလောက်ပါဗျာနော်ကျွန်တော်ရဲ့အောင်စိ 2D channel ကိုအမြဲတမ်းအစင်မပြတ်အားပေးနေတဲ့ချင်းမိတ်ဆွေများအားလုံးပဲကံကောင်းကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါရခင်ဗျာ